အခုကျမတို့ပြည်သက်အားလုံးဘုံတော်ချီးမွမ်းဖို့ဖြစ်ပါတယ်အားလုံးတည့်ရက်ပြီးတော့ဘုရားမြတ်တခင်အားဘုံကြီးစေတည်ဆိုရဲဘုံတော်ကိုတူတူကချီးမွမ်းကြရအောင်ကျွန်တော်ဖိတ်ခေါ်တဲ့ဆရာရှိုင်းလင်းနဲ့အသေးသူတင်သားများအတွက်ကျိုးပဲဘုံယူပါတယ်ကျေးဇူးတင်ပါတယ်ဆရာပေးလိုက်တော့6နှစ်ပြည့်သွားပြီဟာလေလုယာ6နှစ်ဆိုတော့လေမငယ်တော့ဘူးပေါ့ကျွန်တော်ရဲ့ဘုရောဆောင်တယောက်ကမေလာတင်တော်ရဲ့မေလာကျက်တယ်မရောက်တော့ဘူးတော့အချိန်ပြည့်တော့မဟုတ်ဘူးအချိန်ပိုင်းဘုရောဆောင်လေးတယောက်ဖြစ်တယ်ရောက်တော့ပြီးတော့သူကကျွန်တော်စီဖုန်းဆက်တယ်ဆရာကျေးဇူးတော်ကြောင့်ကျွန်တော်အိမ်ကဝယ်ကြီးမွေးတယ်ရှစ်ကောင်တော်မွေးတယ်ဟာလေလုယာကျွန်တော်ကျေးဇူးတင်တယ်ဗျာကျွန်တော်ဇနီးတယ်တယောက်မွေးတယ်တဲ့တယောက်မွေးတယ်အော်ဟုတ်ပြီကောင်းတယ်ဗျာဝမ်းသာတယ်နောက်တစ်နေ့ကျသူပြန်ဆက်တယ်ကျွန်တော်အိမ်ကဝယ်ကြီး6ကောင်ထပ်မွေးတယ်ဟာလေလုယာသူဇနီးတယ်လည်းနောက်တစ်ယောက်ထပ်မွေးတယ်အော်ဘုရားကြီးကောင်းလိုက်တာတတိယနေ့ကျတော့ဒီကဆက်တော့ကျွန်တော်အိမ်ကဝက်ကြီးလက်ပြောရောကျွန်တော်သိလိုက်ပြီသူတနည်းတယ်လေဝေးဦးမယ်တဲ့ဆိုတော့ကျွန်တော်ဒီမှာရောက်လာတဲ့အခါမှာလည်းဝမ်းသာပါတယ်လို့ဆရာရှိုင်းနေလေကျေးဇူးတော်ကြောင့်အခု2ယောက်နှစ်ပိုင်းလို့ကျွန်တော်ကြားတယ်နော်ဟာလေလုယာဆိုဆရာမကျွန်တော်ကြည့်တယ်သမီးလေးတွေဒီမှာတမပြောကြကောင်းတယ်လို့နော်သာသမီးတွေရတယ်ကွဒါပေမဲ့သူကနောက်တယ်ကျွန်တော်ဆရာဆောင်မင်းလက်ထပ်ပေးလို့လာမသိဘူးတဲ့သမီး2ယောက်နဲ့နောက်တစ်ယောက်ပါလဲတော့မသိဘူးတဲ့စိတ်လှုပ်ရှားနေတယ်ဆရာဆောင်မင်းကသမီး3ယောက်ရှိတာဟုတ်ဆိုတော့ဘာပြောဆရာရဲ့ဘုရားခင်ပေးတာကောင်းဆုံးပါနော်အာမင်ဘုရားရှင်ပေးတာကောင်းဆုံးပါဆိုဆရာဆောင်မင်းကောင်းချီးမပေးခိုင်းပါဘူးဆရာကျွန်တော်မပြီးတော့ဆရာမင်းလာဆော်ဆရာကောင်းချီးမပေးဘူးဆရာလက်ထပ်ပေးတာပဲလုပ်ပေးတယ်ဆရာတွေကိုခေါ်ပြီးတော့ဆရာတွေအများကြီးကိုခေါ်ပြီးတော့ကောင်းချီးပေးခိုင်းတာအဲ့ဒီမှာဆရာစနီလည်းပါတတ်တယ်ခါလေးကြားရင်သူကလူပြိုကြီးဆိုတော့အလုပ်မဖြစ်ဘူးဝမ်းသာတယ်ဗျာကျွန်တော်သူ့ရဲ့ဝမ်းသာပါတယ်ဒီကိုရောက်တဲ့ကျွန်တော်ရဲ့အိမ်လူပဲခံစားရတယ်သူတို့ကတော့ကျွန်တော်ကိုကြီးလည်းဖြစ်တယ်တော့ပေါ်ဆောင်ပဲကျွန်တော်ဖားခဲ့တဲ့လက်တွဲပြီးမှလုပ်နေဆရာပေါ်ခေချဲဒီနေ့ရောက်လာတဲ့သူတို့ပြေဝမ်းသာတပတ်တာတကယ်တဲ့ဘက်ကကျွန်တော်ရဲ့ church မှာဘန်ကောက်မှာသူတို့ဝေငါသွားတယ်ကျွန်တော်ကနခေါ်ဆောင်မှာသွားတယ်ဆရာနဲ့ကျွန်တော်လည်းမတွေ့သေးဘူးစနေနေ့ညရောက်လာတယ်ကျွန်တော်ကစနေနေ့တောက်ကြလေးတွေကစနေနေ့မနေ့ကကျွန်တော်နခေါ်ဆောင်မှာရှိတဲ့ MC လေးတင်တော်မှာသွားပြီးတော့ဘက်ဝေငါကျွန်တော်တက်တယ်တော့တကယ်တာသင်တန်းလုပ်တယ်ပြီးတော့နောက်နေ့ပြန်လာတော့ဆရာတို့ကပြန်သွားပြီဆိုဒီမှာရောက်လာတယ်ဆရာဖိတ်ခေါ်ခြင်းအပြရောက်လာလို့တပတ်တာလုံးကျေးဇူးတော်ကြောင့်ညောင်များစွာသောသူများကိုနှုတ်ကပတ်တော်တင်ကြားပြီးဒါမှကခြားရတဲ့ဆက်ဆိုင်သောကေတင်ကြီးတည်းစကားကိုလည်းဆရာကတော့ချန်ပီယံပဲကျွန်တော်ရဲ့ဥတော်ဆောင်တွေထဲမှာတကယ်အေဝဒီချန်ပီယံလို့ပြောရင်ဆရာဘောသူတိုင်းဖြစ်ပါလေကျွန်တော်ကိုဖိတ်တဲ့အခါမှာကျွန်တော်ကစဉ်းစားတယ်ဆရာဆောင်မင်းလာပေးပါဟုတ်ကဲ့လာပေးပါမယ်
အဲ့တော့သူဘာလို့ကျွန်တော်ဖိတ်တာလဲလို့ကျွန်တော်စဉ်းစားတာပေါ့နော်။ဘာလို့ဆိုကျွန်တော်ရဲ့တာဝန်ဝတ္တရားတွေကအများကြီးပဲဖြစ်နေတယ်။ကျွန်တော်ကMC တင်တော်ရဲ့တေးဟုတ်ဆရာတစ်ပါးအနေနဲ့ဘယ်မှမဟုတ်တွေ့ဖို့ရလို့ရှိတဲ့ဆောင်ချက်။အပြစ်မှာပြောတာအပြစ်မှာတွေ့ဖို့။ Okay ကျေးဇူးဗီဒီယိုထဲမှာတွေ့ဖို့ဗီဒီယိုထဲမှာလည်းတိတ်မတွေ့ဘူးပေါ့ဒါဆိုတော့ဒီမှာရှိတယ်ဒါကျွန်တော်လည်းပဲဇော်မင်းပါနော်ဇော်မင်းပါလို့ဆက်တယ်ဆိုတော့ပြီးတော့မှကျွန်တော်ကအာရှ Pacific မြန်မာ Fellowship ဆိုအာရှတစ်ခုမှာရှိတဲ့မြန်မာအသင်းတော်တွေစုပေါင်းထားတဲ့အသင်းတော်တွေများများစွာရှိပါတယ်ထို့အသင်းတော်များရဲ့အဖွဲ့ရဲ့တာဝန်ကပေါ့သူတို့ကတော့ဥက္ကဋ္ဌလိုပဲပြော President လိုပဲပြောကျွန်တော်အနေနဲ့တော့တာဝန်ခံနေတယ်ကျွန်တော်ကတာဝန်ယူထားပေးရတယ်ဆိုတော့ဒီအသင်းတော်လေးကလည်းဇန်ခဲ့တဲ့ဂျူလာတော့ကကျွန်တော်လုပ်တဲ့စီဝေးမေလာတော့လုပ်တဲ့စီဝေးလေးမှာဒီနေ့တင်တာဖြစ်လာပါတယ်လို့ဒီလူတွေသိလားမသိလားလို့ကျွန်တော်မသိဘူးကျွန်တော်လိုက်ကြည့်တယ်ကျွန်တော်ဥက္ကဋ္ဌဆိုတော့ကျွန်တော်ရဲ့ certificate ကချိန်ထားမလားလို့တွေ့လည်းမတွေ့ဘူးအဲ့ဒါနဲ့ကျွန်တော်တော့နောက်ပြီးတော့သူတရားဆွဲမလို့စဉ်းစားထားတယ်ဆိုတော့ဘာပဲပြောဒီအသင်းတော်လေးကမဲဆောက်မြို့မှာပထမဦးဆုံးပါဝင်လာတဲ့တစ်တော်လေးဖြစ်တယ်ဆိုတဲ့အကြောင်းကိုကြီးစွာနဲ့ပြောပြစီ။ဒါမှကျွန်တော်ကဒီနေ့သူ့အတွက်6နှစ်မြောက်အတွက်ကို APMCF ရဲ့သုံးတော်လေးလည်းကျွန်တော်ယူလာပါတယ်လို့တော့ဆရာကလည်းကျွန်တော်ပေးချင်တယ်မပေးခင်မှာကျွန်တော်နည်းနည်းဖတ်ပြချင်ပါတယ်။ My heartiest congratulations to Reverend Shailin, the Board of Management and the officers of Mesop Evangelical Church, Thailand, for nurturing, caring, feeding, and leading the flocks of the Lord of Jesus Christ for the past 6 years. I pray you all the experiences, greater blessing for His glory. Matthew chapter 25, 21. ဒါကတော့ကျွန်တော်တို့ရဲ့ EPMCF ကပြီးတော့ယူလာတဲ့6နှစ်မြောက်အတွက်အထူးဂုဏ်ပြုတော်လေးဖြစ်ပါတယ်လို့ဆရာရှိကိုကြွလာပြီးတော့မှဆရာတော်ဦးစံနေပေးဖို့ဖိတ်ခေါ်ပြစီလို့ဆရာတော်ဦးစံနေကကျွန်တော်တို့ရဲ့တွဲဘက်အတွင်းမှုဖြစ်ပါတယ်ကျွန်တော်ကဥက္ကဋ္ဌနေတဲ့တာဝန်ယူပေးတယ်ပြီးတော့ဆရာတော်ဦးပါဏိမောင်ကအတွင်းမှုဖြစ်ပါတယ်ဆရာတော်ဦးတောင်ပါဏိမောင်ကအခုချိန်မှာဒီပါကိုပြီးသွားနေပါတယ်ဒီလိုမျိုးဆရာတော်ဦးစံနေလိုက်လာပြီးတော့မှကိုယ်တိုင်ပေးခြင်းဖြစ်ပါတယ်အားလုံးလက်ကိုကြည့်ပေးပါဝမ်းသာပါတယ်လို့ကျွန်တော်ဒီလိုလာရောက်ပြီးတော့မှပါဝင်ရတဲ့ခွင့်နဲ့ပြန်ပြင်ဆင်ပေးတဲ့အချိန်အတွက်သူ့ပဲဝမ်းသာတယ်။မြောင်များဆိုတော့သူဒီဘယ်တော့မိသားစုနဲ့ကြောင်းနေတာကျွန်တော်တွေ့တဲ့အခါမှာတကယ်နှလုံးသားထဲမှာကျွန်တော်ခံစားရတယ်လို့ပြောချင်တယ်။ဒီတခေတ်ခရစ်တော်ကြွလာရခြင်းရဲ့အကြောင်းကအဖြစ်ရှိတဲ့သူတွေပြဿနာဖြစ်နေတဲ့သူတွေခေခဲမှုအောက်မှာရောက်နေတဲ့သူတွေစာရဲလက်ွက်တယ်မှာရောက်နေတဲ့သူတွေအရောက်တိုင်းအပြစ်လွတ်ခြင်းကျေးဇူးကိုခံရတဲ့သာဝရတရားကိုကျွန်တော်ကြွလာခြင်းဖြစ်တယ်။ဒါပေမဲ့ချမ်းပိုက်တစ်ပိုက်မှာနော်ဘယ်လိုလဲဆိုဒုတိယစာတော့ဆိုင်ငါငယ်18-19လောက်တကယ်ခရစ်တော်ကယဉ်ငိမ့်ခြင်းကိုဆောင်ရဆိုစကားလုံးဘယ်လိုပြောလဲယဉ်ငိမ့်ခြင်းကိုလုပ်တယ်လို့ပြောပါယဉ်ငိမ့်ခြင်းကိုပြုယဉ်ငိမ့်ခြင်းကိုပြုတယ်လို့ပြောခြင်းမှုကဘာလဲလို့ပြောရင်တစ်ချိန်ကကျွန်တော်တို့ရဲ့အသက်တာကအသက်ရှင်တဲ့ဖယားနဲ့ဖယားကကျွန်တော်တို့ကိုချစ်တော်လဲပဲဖယားကိုမသိရတဲ့အတွက်ကြောင့်ယဉ်ဖြစ်နေတဲ့တဘာဝအတွင်းထဲမှာကြိတ်ပြီးတော့ခံစားနေရတဲ့တဘာဝကိုပြောတာဖြစ်တယ်။တော့ဒီခရစ်တော်ကြွလာခြင်းဟာယဉ်ငိမ့်ခြင်းကိုပြုတယ်တဲ့အဖခမည်းတော်နဲ့အပြစ်သားတွေခရစ်တော်ကြောင့်ယဉ်ငိမ့်ရဲ့ရှေ့တော်ဘုံကိုတိုးဝင်ရတော့အခွင့်ကိုကျွန်တော်တို့ရဖြစ်တယ်။တော့ခရစ်တော်ရှင်ဘုရားရဲ့အသွေးတော်သင်တို့အတွက်သွန်သောအသွေးတော်ကဖြောင့်မတ်ခြင်းတစ်ခုတည်းကိုပဲပေးလိုက်တာမဟုတ်ဘဲနဲ့ကျွန်တော်တက်တာမှာဘုရားခင်နဲ့မိတ္တဟာယဖွဲ့ရတော့အခွင့်ရသွားတာဖြစ်တယ်။တော့အသက်ရှင်တဲ့ဘုရားနဲ့မိတ္တဟာယဖွဲ့ရတော့အခွင့်ဟာကြီးမားတဲ့အရာဖြစ်တယ်။အသက်ရှင်တဲ့ဘုရားနဲ့ကျွန်တော်သိကျွမ်းရတဲ့အရာဟာ
ကြီးမားတဲ့အရာဖြစ်တယ်အဲ့ဒီကြီးမားတဲ့အရာကိုလောကထဲမှာကျွန်တော်သိဖို့ရန်အတွက်အသင်းတော်ကိုထားတာဖြစ်တယ်ဒါအသင်းတော်ကသိအရေးကြီးတယ်အသင်းတော်ကသိအရေးကြီးတယ်အသင်းတော်ကတကယ်ခရစ်တော်ကိုယ်တိုင်ကဥဆောင်ပြီးတော့မှငါဒီဥကောင်းဖြစ်တယ်ဒီလိုဒီငါရဲ့ကိုယ်ခန္ဓာဝင်များဖြစ်တယ်လို့ပြောလာခြင်းမှုဟာခရစ်တော်ကငါကအသင်းတော်ကိုဥဆောင်မယ်လို့ပြောနေတာဖြစ်တယ်တော့ဒီနေ့6နှစ်တာဆိုတာကကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကိုကျွန်တော်ပူဇော်တာဖြစ်တယ်ကိုတော်ကျေးဇူးတင်လိုက်တာလို့ကျွန်တော်ပြောတာဖြစ်တယ်ကိုတော်အတွက်ကျွန်တော်ပြင်ဆင်တဲ့အခါမှာရှေ့လာမဲ့အသက်တာတွေကျန်ခဲ့တဲ့6နှစ်ကိုကျေးဇူးချီးမွမ်းခြင်းနဲ့တကွာရှေ့လာမဲ့အသက်တာတွေမှာတာ၍ကြီးတော်အမှုကိုပြုဖို့ရန်အတွက်ပြောနေတာဖြစ်တယ်လာဆန်းတုန်းကကျွန်တော်ကမြန်မာပြည်ကိုခဏပေါ်ပါကျွန်တော်ဖခင်ကြီးရဲ့သာသနာဖြစ်တဲ့ခရစ်တော်ရဲ့တည်တဲ့လုပ်ငန်းရဲ့နှစ်ပေါင်း40ပွဲကိုချစ်ပါလို့ချီးမွမ်းခြင်းပွဲတော်ချစ်ပါလို့ကျွန်တော်လည်းတစ်စိတ်တစ်ပိုင်းဒေသအဖြစ်ပါဝင်တဲ့အတွက်ကြောင့်ကျွန်တော်ကြွားရကျွန်တော်ဇနီးတွေကျွန်တော်ပေါ်သွားတယ်ရောက်တဲ့ညမှာကျွန်တော်လေမြန်ကည10နာရီမှစိုက်တော့အိမ်ရောက်တော့7နာရီထိုးပြီးအဖေးစီရောက်တော့ဝင်တော့ဆက်တာနော်ဖေးကိုဝင်တော့ဆက်ည7နာရီရှိတော့လဲအိမ်မဆုံးသွားဟာငါသားပြန်လာပြီလားထပြီးတော့မှသူတေချာကလေးမမအေးသေးပါဘူးပက်လက်တွေထိုင်တဲ့အိမ်တိုးပဲရှိတယ်အသက်82နှစ်ရှိပြီကျွန်တော်ဖေးလာမငယ်တော့ကျွန်တော်တွေ့တော့ရန်ဝမ်းသာသွားတယ်ပြီးတော့မှကျွန်တော်သူခါတဲ့တုတ်ခါတလဲလဲနှစ်ပေါင်း40ပွဲကိုသူဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်ပြောတဲ့အခါမှာသူ့ရဲ့တော့ချက်အရောက်တိုင်းကိုတဲ့အရောက်တိုင်းကိုသူနဲ့လက်တွဲခဲ့တော့အမှုတော်ဆောင်များမျိုးယူသွားတော့လုပ်ဖို့ဆောင်ပဲများပြီးတော့မှသူနဲ့ခဏတာပေါ့နော်10နှစ်ဆိုလဲ10နှစ်အလုပ်လုပ်ပြီးတော့မှကို ministry နဲ့ကိုဒီမျိုးအားဖြင့်ဆက်ပြီးတော့ ministry ဆက်လုပ်သွားတယ်ကိုပြောချင်တာသူနဲ့ကာလတစ်ခုလုပ်တယ်ပြီးတော့ ministry ခွဲပြီးတော့မှလုပ်ပေမဲ့လုပ်ဖို့ဆောင်ပဲချင်းတူတဲ့သူတွေအားလုံးကိုတဲ့အဲ့ဒီမှာသူ award ပေးမယ် award ဆိုတာကချီးမြှောက်တဲ့လုပ်ငန်းတစ်ခုလုပ်ချီးမြှောက်ခြင်းတစ်ခုလုပ်သူ3ပိုင်းထားတယ်ဆိုပြီးကျွန်တော်3ပိုင်းကအပိုင်းသူပြောထားတယ်ပြီးတော့မှသူဘာပေးမလဲဆိုတာမင်းသိရင်အံ့တော်ပေါ့ဒီလောက်ပဲသူပြောပါတယ်ဆို okay တော့လေနောက်တစ်နေ့ကျတော့ကျွန်တော်တရက်ကြိုရောက်တာဟုတ်2ရက်ကြိုရောက်တယ်ပဲပြောကြပါဦးသင်္ကန်းလေးမှာရောက်တယ်ဘုံတူးနေမှာပြောဆိုအင်္ဂါလေးကျွန်တော်ရုံးသွားတယ်ကျွန်တော်ပြေရုံးသွားတဲ့အခါမှာကျွန်တော်ကတော့ရုံးနောက်တွေပဲဝင်ခွင့်ရှိတာပေါ့သူသားဘူးကျွန်တော်လည်းဝင်တယ်ဒါလေးဝင်ပြီးမေးတဲ့အခါမှာသူဘာတွေပြင်ဆင်ထားလဲဆိုတော့ရွှေပြားတွေပြင်ဆင်ထားတယ်တမတ်သားရှိတဲ့ရွှေပြား64ပြားသူပြင်ဆင်ထားတယ်ရွှေပြားရွှေစည်းမနေဘူးနော်64ပြားသူပြင်ဆင်ထားတယ်ပြီးတော့မှသူ့ရဲ့ကာလနဲ့ပေါ့သူတွက်တာဘယ်လိုတွက်တယ်လို့ကျွန်တော်ပြောခဲ့တယ်တချို့ကလည်း25နှစ်သူနဲ့လက်တွဲပြီးတော့မှအဖိုးခမယူလာခမယူပဲနဲ့သူနဲ့လုံးလုံးပြသူလေးကြီးပဲဆရာဘုဘောကိတဲ့မေးကြီးကျွန်တော် page မှာလုပ်တဲ့သူတွေတယောက်မှလာခမရှိဘူးထောက်ပံ့ကြီးလည်းမရှိဘူးအဲ့လာမှာရတဲ့ကောင်းကြီးအကုန်ခွဲတော့စီယူကြအကုန်လုံးယူကြခွဲယူကြဒီလောက်နဲ့ပဲသွားတာနှစ်ပေါင်း40တက်တည်ပြလာပြီးတော့မှအဲ့လူတွေအကုန်လုံးကိုသူ့ရဲ့တက်တန်းအလျောက်တချို့က15သိန်းတချို့ကသိန်း10တချို့ကသိန်း30တော့လည်းမျိုးသူစီစဉ်ပြီးတော့မှသူ check လက်မှတ်သူလုပ် WFC check ဆိုအောင်ဒီမှာကို print out လုပ်တဲ့ color printer နဲ့သူလုပ်ရိုက်ပြီးတော့မှတချို့လည်း9သိန်းတချို့လည်း4သိန်းတချို့လည်း2သိန်းတချို့လည်း9000မျိုးပေါ့နော်သူ့ဘုတော်ဆောင်မျိုးသူပြီးတော့မှပွဲနေ့မှာအိတ်ထဲမှာချက်လို့ပြီးတယ်အဲ့ဒီအိတ်ထဲမှာပါလဲဆိုကွန်ပျူတာတစ်စောင်းပါလေပြီးတော့နှစ်ပေါင်း40အတွင်းမှာအမှုတော်ဆောင်တွေကရေးထားတဲ့တက်တည်ခံချက်တွေစုပေါင်းပြီးရေးထားတဲ့ဟာတွေပါတယ်နံပါတ်3တစ်ချက်ကတော့နိုင်တစ်လုံးပါတယ်တိုင်ကတ်နိုင်ခရစ်တော်တက်တည်ကတိုင်ကတ်နိုင်ပြီးတော့တချို့လူတွေက check လက်မှတ်လေးကိုအဲ့စောင်းထဲမှာညှပ်ပေးလိုက်ဒါသူလုံးဝမပြောတချို့လူကျတော့ရွှေပြားလေးပါထပ်ပါသေးတယ်အဲ့ထဲမှာအဲ့အိတ်တစ်လုံးထဲမှာအိတ်ကအစိမ်းအောင်ပြီးတော့မှသူ့ကျွန်တော်ပြတယ်ဘယ်လောက်ပိုးတော့ပါလဲအားလုံး360ပိုးတော့ပါပဲအားလုံး360ပိုးတော့ရှိဆိုတော့ကျွန်တော်လည်းမျိုးလုံးပြတော့ဘယ်ဟာသူရလဲစဉ်းစားတာပေါ့နော်ဆိုတော့သူ့ဟာလည်းသူရောက်ပြတယ်သူ့မှာတောင်ပိုးရှိရသူတောင်းပြပြီးတော့မှဒါလေးကထိုက်တန်တဲ့သူတွေကိုသူပေးတာဖြစ်တယ်ပြီးတော့
လော်လေးပါပဲပလင်မော်တက်ပြီးတယောက်ချင်းတော့အိတ်လိုက်ပေးတာဘာမှမပြောဘူးဘသူတွေပါပေးလိုက်လုံးဝမပြောမဲ့ကိုပေးလိုက်တချို့တွေလည်းဟိုချက်လက်မပါလာတာမသိလို့စောင်းတွေကိုသူများပေးလိုက်တယ်ဆိုပြီးကျွန်တော်ကြားတယ်ဒါတွေလည်းကြားတယ်ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲလို့ဆိုတော့နောက်ွယ်မှာဘာလဲဆိုတော့တနေ့ကြရင်မှတ်ထားနော်တနေ့ကြခရစ်တော်ရှေ့ကိုတင်တော့အရောက်တိုင်းရောက်မယ်လို့ပြောတာဖြစ်တယ်အဲ့ဒီအရှေ့ကိုရောက်ရင်တင်တို့အတွက်ဆုလတ်နဲ့တင်တို့အတွက်ဂုဏ်ပြုဖို့ရအတွက်ဘုရားရှင်ကပြင်ဆင်ထားတဲ့အရာကိုတင်တို့ယူရမှာဖြစ်တယ်အာမင်အဲ့ဒီယူတဲ့အခါကျရင်မတူကြဘူးတဲ့ဝမ်းမြောက်ခြင်းတော့တူတယ်ဒါပေမဲ့ဂုဏ်ပြုတဲ့အပိုင်းလေးတွေတူခြင်းမှတူလိမ့်မယ်တချို့လဲစိတ်မကောင်းဖြစ်သွားတယ်ငါကအများကြီးလုပ်ပြီးနည်းနည်းလေးရပါလားလို့တွေးတယ်လည်းရှိတယ်ငါကတော့ဟာအော်သွားတယ်တက်လုံးတစ်ခါမှမကင်ဘူးတဲ့ငွေစနီးမောင်နှံနှစ်ယောက်ဆုံးရကြတယ်သူတွေလည်းရှိကြတယ်တက်လုံးတစ်ခါတော့တော့ဖြစ်များတဲ့ငွေမရဘူးကျွန်တော်လည်းသွားတော့ရွှေပြားတဲ့ထားရလာတယ်ဟာလေလုယာအာမင်ဒါပေမဲ့အဲ့ဒီຢာလေးကကျွန်တော်အတွက်ဘာဖြစ်သွားလဲဆိုတော့အော်ချီးမွမ်းခြင်း40ထက်တင်ရှိမှဆူယူရအောင်မယ်ဆိုတဲ့အရာဟာဘယ်လောက်အရေးကြီးတယ်လဲဆိုတာကတတိပေးလိုက်ပါဖြစ်ဒီနေ့ကျွန်တော်6နှစ်အတွက်ချီးမွမ်းတယ်ဟာလေလုယာဘုရားကောင်းမြတ်တဲ့အရာကိုကျွန်တော်ချီးမွမ်းမှာပါဟာမလားပြီးတော့တနည်းအားလုံးကျွန်တော်ဒီဆိုလို့ရတနည်းအားလုံးကျွန်တော်ချီးမွမ်းတယ်ကျွန်တော်လည်းကြိုက်ကျွန်တော်လည်းအော်ပြကျွန်တော်ဆိုမယ်ဘာပြောလဲဖြစ်ဒါပေမဲ့ပြင်ဆင်တဲ့အသက်တာနဲ့တရက်ကြရင်ထာဝရနိုင်ငံကိုတို့ဝင်သွားတဲ့ခါကျရင်လောကထဲမှာတင်တို့ဘယ်လိုနေခဲ့တယ်လဲလောကထဲမှာတင်ဘာလုပ်ခဲ့တယ်လဲလောကထဲမှာဘုရားအတွက်ဘယ်လိုယက်တည်ခဲ့တယ်လဲဘုရားအတွက်တင်ဘာပေးခဲ့တယ်လဲယေရှုခရစ်တော်ကိုချစ်ပြီးမှဘယ်လိုအစေခံခဲ့တယ်လဲအချိန်ပြည့်မှုတော်ဆောင်တွေကိုကျွန်တော်ပြောနေတာမဟုတ်ဘူးဟုတ်ပါရိုးရိုးအလုပ်သမားတွေလည်းပါတယ်စီးပွားရေးပိုင်ရှင်တွေလည်းပါတယ်အလုပ်လုပ်နေတဲ့သူတွေအရောက်တိုင်းပါတယ်ခရစ်တော်ကိုရတော့သူအရောက်တိုင်းထာဝရနိုင်ငံတွေကိုဝင်တဲ့အခါမှာဆုလတ်ပတာတဲ့အတွက်ဘုရားပြင်ဆင်ထားတယ်အာမင်ဒါကိုကျွန်တော်သိပြီးတော့မှဒီကနေ့ချီးမွမ်းခြင်းရှိကိုပူဇော်ဖို့အားပေးခြင်းနဲ့ကျွန်တော်အဲ့ဒီအရာလေးကိုကြားလိုက်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာအော်ငါဖေကြီးကနှစ်ပေါင်း40ချီးမွမ်းတာတောင်မှတုတ်ကပတ်တော်ရတော့အောင်ကျွန်တော်တို့ကိုတုတ်ခါလိုက်သေးတယ်ဆိုတော့အရင်ကျေးဇူးတင်သွားတယ်အဖေကျေးဇူးတင်ဒီကနေ့ချီးမွမ်းခြင်းယေရှုတာလောကမှာပဲချီးမွမ်းဖို့မဟုတ်ဘူးဘုရားရှင်ကတင့်ကိုကြည်ပြီးမှသာဓုသစ္စာရှိငေသားကောင်းလို့ပြောဖို့ဖြစ်တယ်အာမင်အပေါ်ရောက်တော့ကိုလိုကလာမိတဲ့ဝင်တော့အကုန်လောင်သွားသိဆရာဇော်မင်းဘာတွေလုပ်မှမသိအခုကျတော့ဟာလာအကုန်လောင်သွားကုန်ပြီဘာမှမထူးတော့ဘုရားရှင်ရှေ့ကိုလက်ချီးတက်ဝင်မလားတစ်ချိန်တော့ဖြစ်နော်ဓမ္မဒီချင်းရှိလက်ချီးတက်ဘုရားရှင်ကိုကြွားကြတယ်ဒီလိုမဟုတ်ဘူးဘုရားရှင်ကကျွန်တော်ကိုချစ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တက်တာကိုချီးမြှင့်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တက်တာကိုဘုရားကချစ်လျက်ခရစ်တော်ကိုဦးဆောင်စေတဲ့အသင်းတော်မှာထားတာကအလဟတ်မဟုတ်ဘူးလို့ကျွန်တော်ဒီနေ့တတိပေစကားလေးနည်းနည်းအစပိုင်းမှာကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းတွေကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားတဲ့အခါမှာရိုးရိုးချီးမွမ်းတာတော့ပဲဖြစ်သွားတတ်တယ်ဟုတ်တယ်နော်ကျွန်တော်ချီးမွမ်းကြမယ်ကျန်တဲ့6နှစ်ကဖြစ်တဲ့သမိုင်းလေးတွေကျွန်တော်ပြောကြမယ်ပြီးတဲ့အခါမှာစားကြတောက်ကြဝမ်းမြောက်ခြင်းနဲ့ကျွန်တော်ပြန်သွားမယ်ဒါပေမဲ့တစ်ချိန်ကြာရင်တဲ့အတွက်ယေရှုခရစ်တော်ကကိုယ်ယူစွာနဲ့ဆုလတ်ကိုတိုင်ပြီးတော့မှပေးဖို့ရတဲ့တဲ့ပြောလိုက်တာလို့ကြည့်တယ်တော့ကျွန်တော်နှလုံးသားနဲ့အလုံးလုံးခြင်းဟာတည်ရည်ကြည့်တယ်လို့ပြောနေတာဒီကျွန်တော်နှလုံးသားနဲ့ဘုရားခင်ရှေ့ကိုတိုးဝင်ခြင်းကအရေးကြီးတယ်လို့ပြောနေတာဖြစ်တယ်စီးပွားရေးသမားတွေကဝေကုံမှာလုံးဝမကြောက်ဘူးဘာကောမှာတရားတွေရှိ express way လို့ခေါ်တယ်ဒီမှာလည်းရှိပါတယ်ဒါပတ်စံပေးရတယ်ဟိုမှာတော့ express way ပတ်စံပေးရတယ်သူတို့တွေကဆောက်တဲ့အခါမှာကြက်ငွေဘန်းငွေ
တန်းနဲ့ချီယာနဲ့ချီထောင်နဲ့ချီအကုန်ကြခံပြီးသူဆောက်ဘန်ကဝင်ချီးပြီးတော့သူဆောက်ကြဘာလို့ဆောက်တယ်လဲလို့မေးတဲ့အခါမှာနောက်ထပ်10နှစ်အတွင်းမှာပြန်ပြီးတော့မော်တော်ကားတွေစီကသူဟလာခရီးစိတ်ကားဖြတ်တန်းခွင့်ဈေးကိုပြန်ကောက်ညက်လို့ဆိုပြီးတော့ကြောင့်အရင်ဆိုင်ပြီးတော့တစ်သက်လုံးထိုင်စားမယ်ဆိုတဲ့အတွေးခေါ်နဲ့သူလုပ်ထားတာဖြစ်အဲ့ဒီတရားကြီးမပြတ်တဲ့ရွေးနေ့တိုင်းတန်းနဲ့ချီပြီးသူတို့ဝင်ဝင်ရှိတယ်ဘယ်တော့မှမဆင်းရဲတော့ဘူးသူတို့ကဒါပေမဲ့သူတို့ကတစ်ချိန်မှာတော့ကြီးမားစွာရင်းနှီးရတယ်စိုက်ပျိုးရတယ်ကာလတစ်ခုစောင့်ရတယ်အဲ့ဒီကာလက10နှစ်ဖြစ်ချင်လည်းဖြစ်တယ်9နှစ်ဖြစ်ချင်လည်းဖြစ်တယ်ဒါပေမဲ့သူတို့မနှမျောဘူးဘာလို့လဲသိလားအနာဂတ်ကိုကြည့်တဲ့အခါမှာအောင်မယ်ဆိုပြီးတော့ကြောက်ဖြစ်တယ်ဒီနေ့ developer ဆိုတာရှိဟာလား land developer မြေကိုကျွန်တော်ဖွင့်ပြောလုပ်ပြီးတော့အိမ်တွေဆောက်တဲ့သူတွေမရှိလားရှိလားဘာနေသိကြိုက်တာဗောအဲ့လူတွေဝေကောင်းချီးတာဘာနေအတိုးရတယ်လေပေါင်းပြီးတော့မှဟာလားဘာsun city တို့ဟာလားပြီးတော့မှ house and ဘာလဲအမျိုးစုံ company တွေအများကြီးရှိတယ်ကျွန်တော်ဘာကောင်းမှလည်းအများကြီးပဲနာမည်ကြီးတဲ့ company တွေရှိတယ်နာမည်မကြီးတဲ့ company တွေရှိတယ်ဒါပေမဲ့အားလုံးကရရင်အစိုးရစီရတော့လည်းဘာဝေချီတယ်ပြီးအတိုးပေးတယ်ပြီးရင်မြေဝယ်တယ်တိုက်ဆောက်တယ်ပြီးရင်5-6 တန်းအထားခါလေးရောင်းစားတယ်နှုတ်အိမ်ကြီးရောင်းစားတယ်ဟုတ်လားမဟုတ်လားသူတို့ရဲ့ယဉ်ကျေးမြုပ်နှံမှုဟာခေတ္တခဏဖြစ်ပေမဲ့မကြာခင်မှာသူတို့ခိုင်ရောမယ့်အရာကိုမျှော်လင့်တော့အားရပါရစိုက်တတ်တယ်လုံးဝမနှမျောဘူးရမယ့်အရာကိုသိရမနှမျောတဲ့စိတ်နဲ့စိုက်တတ်ဖို့ရည်ကြည်တယ်ဒီနေ့အသင်းတော်ခရစ်တော်ရဲ့အသင်းတော်ဧဝံဂေလိမဲဆောက်အသင်းတော်မားမဲဆောက်ဧဝံဂေလိအသင်းတော်ဟုတ်တယ်နော်မဲဆောက်ဧဝံဂေလိအသင်းတော်ခရစ်တော်ဦးဆောင်တဲ့အသက်တာမှာတင်တို့ရဲ့ပါဝင်ခြင်းဘယ်မှာရှိသလဲတင်တို့ထိုဘုရားကိုဘယ်လိုကိုးကွယ်သလဲ6နှစ်တာအတွင်းမှာဘုရားခင်ကောင်းမြတ်တဲ့အကြောင်းကိုတင်ခံရပြီးရှေ့လာမဲ့မနေ့ဖြန်ရှေ့လာမဲ့အသက်တာတင်ဘယ်လိုလမ်းလျှောက်မလဲကအသက်ရင်းရှိတယ်အဲ့ဒီအရာကတင့်တဲ့တော့ပြောင်းလဲပေးလိုက်လို့ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်အသက်တာပြောင်းသွားလို့မနေ့ဖြန်ကစပြီးအသက်တာပြောင်းပြီးဆက်ကတ်တယ်ဆိုရင်ထာဝရနိုင်ငံမှာသင်ဟာကြီးမားတဲ့မှုကိုယူသွားမှာဖြစ်တယ်ကျွန်တော်သွားတဲ့အခါမှာကျွန်တော်ရွှေပြားတစ်ပြားပေးလိုက်တမတ်တာကျွန်တော်လည်းစောက်ကိုဖွင့်ကြည့်တော့စောက်ထဲမှာပတ်စံတစ်ပြားမှမပေါ့ချက်လည်းမပေါ့မပေါ့အဲ့ကျွန်တော်ဖိပြီးဘယ်လိုစီစဉ်တယ်လဲမေးတာနော်ဘေကရွှေပြားပေးတဲ့သူကသူလည်းသူ့ category ကိုခွဲထားတယ် ministry ကို support လုပ်တဲ့သူဆုတောင်းပေးတဲ့သူအလူငွေအပြည့်ပါဝင်တဲ့သူတွေကိုရွှေပြားပေးတယ်ဟာလေလုယာမတူဒါဆိုတော့ဘယ်သူတွေကစုကြည်ရသွားတယ်လေလာကမယူဘဲနဲ့အလုပ်လုပ်တဲ့သူတွေဟာလေလုယာမတူဘူးဘုရားခင်ရှေ့မှာကျွန်တော်မတူအောင်ကျွန်တော်ယူကြမှာဖြစ်တယ်အာမင်ဘုရားခင်အတွက်အမှုတော်ဆောင်တဲ့သူအချိန်ပြည့်ဆက်ကတဲ့သူအတွက်အချိန်ပြည့်ဆက်ကတဲ့သူတွေရမှာပဲဘုရားခင်အတွက်ဆုတောင်းနေတဲ့သူတွေအစွမ်းကိုလုပ်ပေးတဲ့သူတွေအတွက်ဘုရားခင်ကညီမြဝမ်းမြောက်ခြင်းကိုပြင်ဆင်တဲ့ဘုရားဖြစ်တယ်အာမင်တော့ကျွန်တော်ခရစ်တော်ရှေ့ကိုရောက်တဲ့အခါမှာချင်းမွန်ကြီးကိုပူဇော်တဲ့သူရှိမယ်ဒီမှာ praise and worship လုပ်တဲ့သူတွေဆက်ကပ်ပါအကြီးကျယ်ဆက်ကဘုရားခင်ဘုန်းတော်နဲ့မျက်မှောက်တော်ရောက်တဲ့အထိဆက်ကတင်တို့ဆက်ကချင်းကမြောက်များစွာသောသူတွေကိုလွတ်ချင်းပေးမှာဖြစ်တယ်။ praise and worship တဲ့ရင်ချင်းအသင်းတော်ကိုဦးဆောင်နေတဲ့သေအုပ်မှအစဇနီးတဲ့မိသားစုမှအစတင်းတောင်များအသင်းတော်ကိုကြည်ပေးတဲ့ဟုတ်လား elder တင်းလူကြီးများအားလုံးတဲ့ရေးချင်အသင်းတော်တင်တဲ့အရောက်တိုင်းရေးချင်တယ်ကျွန်တော်တို့ရဲ့အလူငွေကျွန်တော်ထည့်ကြတယ်ဟုတ်လားမဟုတ်လားကျွန်တော်လူငွေထည့်တယ်တင်းတော်ထည့်လားမထည့်ဘူးလားထည့်တယ်ထည့်တဲ့အခါမှာနှမျောသောစိတ်နဲ့မထည့်ရစိတ်ကြိုက်ရလေကဟုတ်လားမဟုတ်လားနှမျောသောစိတ်နဲ့မထည့်ရဆိုဒုက္ခပဲနှမျောလိုက်တာမထည့်ကြဒါပေမဲ့တင်ဖျားခင်တဲ့အတွက်တကယ်ပြင်ဆင်ထားတဲ့သေရုပ်တွေလုံးမလို့တော့မနေရောကိုရောနိုင်ငံတော်တဲ့ကျွန်တော်ကြီးမားတော့ပေးရဲ့ကိုရောနိုင်ငံတော်အတွက်ကျွေဝခြင်းကကျွန်တော်ရဲ့ကျွေဝခြင်းဖြစ်တယ်လို့သင်ခိုင်းယူသင်ပေးတတ်ပါတယ်ဟာလေလုယာဘုရားခင်ကသင်ပေးတိုင်းသင်ကိုပေးဖို့ဘုရားခင်ပြပေးလိမ့်မယ်တဲ့ကောင်းကင်တကားကိုဖွင့်ချပြီးတော့မှကြီးမားစွာပြုမဲ့အရာကဘုရားစီမှာဂရုတော်ပဲရှိတယ်
စီးပွားရေးသမားတွေကတင်ဘလောက်ရမယ်တင်ဘလောက်ရမယ်တင်ဘလောက်ရမယ်ဆိုကြီးမားဆိုတော့တယ်လေဘာမှသွားကြည့်စမ်းပါ3.25ရာခိုင်နှုန်းဘတ်တရားထဲတစ်နှစ်လုံးတည်3ပတ်ခွဲရရိုးရိုး saving ဆိုရင်85ပြားပဲရဘတ်တရားထက်ထားတစ်နှစ်လုံးထက်ထားရင်85ပြားရထက်ထားရင်950ရမယ်နှစ်ရက်သမင်းစားလို့မရဘူးခင်ဗျာ sorry ငါကြတော့စားလို့ငါရတော့ဘာတသိန်းထက်ထားရင်950ဘတ်ရတစ်နှစ်လုံးမလောက်နဲ့နည်းနည်းမှမထုတ်နဲ့ဟုတ်လားကျွန်တော်ပြောတာမှန်လားဖျားနိုင်ငံထဲမှာတင်ထည့်ခြင်းအစ30အနည်းဆုံး30ဟာလေလုယာအလတ်ပိုင်း60ဟာလေလုယာဟာအကြီးမားဆုံး100ပေးမယ်ဖျားပေးအဲ့ဒါကိုတင်ဘယ်လိုယုံတတ်တယ်လဲကျွန်တော်မေးမယ်ယုံသလားဟာလေလုယာယုံရင်လောက်ပါဖယားကိုပြောကိုတော်ကကျွန်တော်ကိုပေးတတ်တဲ့ဖယားဖြစ်တယ်ကိုတော်ကရွှေနဲ့ငွေကိုပိုင်တဲ့ဖယားဖြစ်တယ်ဒီနေ့အဲ့ဒီအသင်းတော်နေရာလိုတယ်လို့ခုနကဆရာဆုတောင်းတာကျွန်တော်ကြားတယ်ဟုတ်တာပေါ့ကျွန်တော်မြင်သေးတယ်ကြားလာပြီမြင်တာနေရာတခုပြောင်းဖို့ကောင်းပြီဆိုတော့လေကြားလာပြီကျွန်တော်ဒီနေ့ကလည်းကျွန်တော်လာတယ်လေဒါတော့ကျွန်တော်မြင်တာပြောတာဟောအဲ့ဒါအဖီထိုးထားတာလေဒီကေတော့ဒါအကြီးကြီးပဲပုံနေဆွဲချရင်တော့ပဲရဟုတ်လားမဟုတ်လားအဖီထိုးထားတာအဲ့ဒါမြင်းစပယ်ခေါ်ကောက်ရရတယ်တကယ်ဆိုရင်မြင်းစပယ်ခေါ်ကောက်ရတာဒါသူကနေတဲ့ရောက်နေကားပါတီနဲ့ရောက်ဟုတ်တယ်နော်တင်တို့ရဲ့ပါဝင်မှုကဘယ်လိုပါဝင်တယ်လဲဆုလူကြီးအားရပါအဲ့ဒီလိုမျိုးပေးတဲ့ပူဆိုတဲ့နှလုံးသားကိုဘုရားတင်လိုချင်နေတဲ့ကာလဖြစ်တယ်တဲ့တာကိုဘုရားကိုဆက်ကလိုက်တဲ့ကာလကိုလိုချင်နေတဲ့ကာလဖြစ်တယ်။နောက်ကဘာတော်လေးကျွန်တော်ကြည့်။ရာဇဝင်ချုပ်ဒုတိယဆိုအခန်းကြီး1နည်းနည်းလေးပဲကျွန်တော်ပြော။ဒါပေမဲ့နည်းနည်းတော့ reference ရှိမှာပေါ့နော်။နည်းနည်းလေးဆိုတာဒီအပိုက်ကိုပဲကျွန်တော်ဒီခါထားပြီးတော့ကျွန်တော်ပြောပြချင်တယ်ဒီနေ့။ရာဇဝင်ချုပ်ဒုတိယစာဆောင်အခန်းကြီး1အငယ်1ကနေပြီးတော့မှကျွန်တော်က6ထိပဲကျွန်တော်ဖတ်ဒါဝိဒ်သားတော်ရှောလမုန်သည်မိမိဘုရားသခင်ထာဝရဘုရားမဆတော်မူခြင်းအလွန်ချီးမြှောက်တော်မူခြင်းကျေးဇူးကြောင့်မိမိအာဏာတော်တည်ကြည်မြဲမြံသောအခါလူတစ်ထောင်အုပ်တရားအုပ်တရားသူကြီးဣသေလမင်းအပေါင်းတို့နှင့်အဆွေမျိုးသူကြီးအစရှိသောဣသေလအမျိုးသားအပေါင်းတို့ကိုခေါ်၍တော၌ထာဝရဘုရား၏ကျွန်းမောရှေလောက်ခဲ့သောဘုရားသခင်၏ပရိသတ်စည်းဝေးရာတဲတော်ဘုရားသခင်၏ပရိသတ်စည်းဝေးရာတဲတော်သည်ဤပေါင်မြို့တွင်မြင့်သောအရာ၌ရှိသည်ဖြစ်၍ထိုအရာသို့ပရိသတ်အပေါင်းတို့နှင့်အတူသွားတော်မူ၏တဲတော်ရှိတဲ့နေရာကိုသွားတယ်အဲဒီကြောင့်လေးပြောတယ်ဘုရားသခင်၏တစ်တာတော်ကိုကဒါဝိဒ်ပြင်ဆင်သောအရာတစ်တာတော်နဲ့ပတ်သက်ပြီးတော့ပြောလာတယ်နံပါတ်1တဲတော်နဲ့ပတ်သက်ပြီးပြောတယ်နံပါတ်2တဲတော်နဲ့တစ်တာတော်နဲ့ပတ်သက်ပြီးတော့ပြောတယ်ယေရုရှလင်မြို့၌ဆောက်နှစ်သောတဲတော်ကိရယယာယေမြို့၌ဆောင်ခဲ့တော်လဲဟူရသားဖြစ်သောဥရိဣတာဇေဘေဇလေလာလောက်ခဲ့သောဂျေဝါရစ်ပလင်ကိုထာဝရဘုရား၏တဲတော်ရှိမှထားသောကြောင့်တဲတော်အကြောင်းကိုပဲနဲ့ရစ်ပလင်အကြောင်းရောက်လာပြီတဲတော်တစ်တာတော်ရစ်ပလင်တော့ချက်ရောက်လာပြီးတော့မှရှောလမုန်နှင့်ပရိသတ်တို့သည်ထိုရစ်ပလင်သို့ဝါကြပြီထိုသောပရိသတ်စည်းဝေးရာတဲတော်ရှိထာဝရဘုရားရှေ့တော်၌ရှိသောဂျေဝါရစ်ပလင်ကိုရှောလမုန်ရောက်၍ထိုပလင်ပေါ်မှာမိရှို့ရာရစ်တစ်ထောင်ကိုပူဇော်လေ၏ဒီကျမ်းပဲကတောက်လျှောက်ဖတ်သွားရင်သူကအပိတ်မပါဘူးခုဆက်အဆက်နေဖတ်အမိုင်းကြောင့်ဖြစ်အမိုင်းကြောင့်ဒါဝိဒ်မင်းကြီးသိတယ်ဓမ္မရာဆိုရင်ခိုင်း16စက္ကန့်ရောက်လာတဲ့အခါမှာဒီချင်းချင်းကနေပြီးတော့မှသူ့ကိုဘုရားခင်ပိတ်သိပ်ပြီးတော့မှရွေးကောက်ခဲ့တယ်ဒုတိယဘယင်ဖြစ်တယ်ဘုရားနှလုံးကိုရတော့သူဖြစ်တယ်ဒါပေမဲ့22လောက်ရောက်လာတဲ့အခါမှာပထမဓမ္မရာဆိုရင်ပထမဆုံးခိုင်း22လောက်ရောက်လာတဲ့အခါမှာ
မင်းဗိမာန်တော်မဆောက်ရဘူးတဲ့မင်းလက်ကသွေးစွန်းတော့ကြောင့်မင်းသားကိုပေးဆောက်ပါဆိုရှောလမုန်ကဗိမာန်တော်ဆောက်ဖို့အကြောင်းလေးဖြစ်